အစားအသောက်ထဲတဲ့ခုံမှာခြေတင်တဲ့လုပ်ရဲကြောင်လူပြောများနေတဲ့ဖက်တီမှာရောင်းချတဲ့စားတောက်တွေထဲတဲ့ခုံပေါ်မှာခြေထောက်ကြီးတင်ကဇရိုက်ကြတဲ့ဘီယိုဖိုင်တစ်ဖိုင်ကြောင့်လူပြောများနေတာကတော့ချက်မောင်းတဲ့ဖက်တီမှာပါဖက်တီမှာစောပိုင်းမှာတော့လူတွေတနာကျူနာတက်တာခဲရတဲ့ချက်မောင်းတယ်လေးဖြစ်ခဲ့ပါတယ်အထူးသဖြင့်ဖက်တီမှာကော်ဝင်ကြီးနဲ့စီရောင်းချရတယ်လို့ဖက်တီမှာရောင်းချတဲ့တမယာသီးတုပ်ကလည်းစားကြည့်စပွဲဖြစ်နေတာကြောင့်လူတွေကဖက်တီမာကိုချစ်ခေတနာကအပေးကြတာပါ။ဒါပြင်ဖက်တီမာကလာမစီပဲနဲ့ကလေးငယ်လေးမွေးဖွားလာတာကြောင့်လည်းအားလုံးကတနာကျူနာတက်ခဲ့ကြတာပါ။ဒါပေမဲ့ခုခါမှာတော့ဖက်တီမာရဲ့ဇရိုက်ဆက်လုံးနဲ့လူရက်ကလည်းလက်မခံနိုင်စရာဖြစ်နေတာပါ။ဖက်တီမာသူမရောင်းချတဲ့ငါးရီကွန်ကျော်အချင်မောင်အသားလုံးစားရရောင်းချတဲ့စားတောက်စရာတွေနာမခြေထောက်ကြီးတင်ကဇရိုက်ဆန်နဲ့လောက်ရက်လုပ်ခဲ့တာပါလူတွေကတော့ဖက်တီမအနေနဲ့သူများတွေကိုရောက်ချတဲ့စားတောက်ကိုခြေထောက်နဲ့တင်တာကမလုပ်သေးတဲ့လုပ်ရက်ဖြစ်ကြောင်းအထူးသဖြင့်ကိုကစားတောက်ရောင်းချတာကိုလူမြင်သိမတော်တဲ့လုပ်ရက်မျိုးလုပ်တာကဇရိုက်ဆန်နဲ့လုပ်ရက်တစ်ခုဖြစ်ကြောင်းအထူးသဖြင့်ခြေထောက်နဲ့လုပ်တာကလူတွေဖက်တီမစီကစားချင်တော်မှမဟုတ်ဘူးလို့ပြောကြတာဖြစ်ပါတယ်